Sebenarnya satu Ponesawi seperti moral physics 30.1 radioactivity and use of radioactivity. Anyway, in 1896, Tomshia Nekuda Chocolate, Henry Becquerel discovered Henry Becquerel discovered about what 3 years that uranium salt, uranium salt and you emit radiation. Uranium compound compound of you radiation should be your effect, which effect photographic place. Double plane yari to go. Dot TV, any radiation, I double plane yari, dot TV, and cause ionization, a nice picture. So I don't do dot 3 days. Double plane yaro, a nice picture. Tagababio, as a time like to tea. So the loga double plane yaro, electromagnetic waves, a lane over beauty body. The tea, and double plane yaro. So, the Kuga, double plane yaro, photographic place table, photographic place table, a nice picture. A fat low water. So, they are at the Kuga. Decompound yet no radiation yes line chit rate dot T so what gamma logo there's a radioactivity alpha theta beta theta gamma theta so I look particularly I look money I look alpha beta gamma so I look raised T I look radioactivity Taya, tu tare, tu tinggal ada pun boleh jadi kah? Boleh bilang alenu kau view, a lenu kau view di desa tangan yang tekuk tu hati video, nice people view, tapi boleh jadi apa tweet do, dah bagi Henry Becquerel dah tweet mana, di double boleh jadi ni yang lain tim macam tu, apa tu, tu biasa je me. အနေထားမျိုးတွေသူမထားဘူးဗျဥပမာသူဒုံကျုံသူဘယ်လိုပဲပတ်ကိန်းပဲတုတ်တက်ပြီးတော့ဒီဘယ်လိုပြောမလဲလက်စတန်လိုင်းတွေမထိနိုင်တဲ့နေရာမျိုးတွေမထားအမှန်တကယ်အဲ့လိုထားတဲ့ကောင်မှာကွက်ထိရဆိုတော့တေချာတာကတော့ဒါတစ်ခုခုเนาะဒီ uranium compound မျိုးဖြစ်တဲ့ uranium source ကနေပြီးတော့ဒါ ray တစ်ခုခုထွက်လာတယ် electromagnetic let's say electromagnetic ဆန်နဲ့ let's sayဆန်နဲ့ ray တစ်ခုခုကတပုံပလင်ကြောင့်တော့ထိပြီးတော့ပလင်ကြောင့်ပြတ်တာဆိုတော့ယူဆပြီးတော့ဘယ်လိုပြောမလဲရှာအဲ့ဒီစူဇန်ကြည့်ရတဲ့ uranium salt ဟိုတဲ့ကောင်တော့တွေ့တယ်မထားဘူးဆိုတော့တခုကျွန်တော်တို့ကအဲ့နေရာလေးမှန် uranium salt လို့သုံးသွားတယ်သုံးတယ် uranium salt လို့သုံးတဲ့အသုံးကဘာဖြစ်လို့ uranium salt လို့သုံးတာလဲဆိုတော့စားလို့သုံးတာကတခုရရှိရပါတယ်ကျွန်တော်တို့အိမ်မှာကျွန်တော်တို့အိမ်သုံးစားကိုပြောတာမဟုတ်ဘူးဒီ compound တစ်မျိုးလို့ဆိုလို့ခြင်းတဲ့သဘောက uranium nitrate လို့ဟာမျိုးဖြစ်နေ uranium sulfate လို့ဟာမျိုးဖြစ်နေကြာအဲ့လို compound မျိုးအဲ့ဒါကို source တော့လိုက်ဆိုတော့ဒါလေးကလွယ်ပါလေပြန်ပြောပါမယ် in 1896 1896ခုနှစ် Henry Becquerel ဆိုတဲ့ပညာရှင်တယောက်ဒီ discover ရှာဖွေတွေ့ရှိခဲ့တယ် that ဘာလဲဆို uranium source uranium salt သုံးဖို့ uranium compound တစ်မျိုး uranium nitrate uranium sulfate တခုခုဖြစ်နိုင်တယ်အဲ့ဒီအမှုန့်အဲ့ဒီကောင်တွေက emit radiation အဲ့ဒီ uranium compound က radiation ဖြစ်နေတာတော့တွေ့ emit radiationဖြစ်တယ် radiation ဖြစ်နေတာသူသွားတွေ့တယ်ဖြာထွက်ခြင်းတွေပေါ့နော် rays တွေထွက်နေတာသွားတွေ့ဘယ်လိုတွေ့ရလဲမျက်စိနဲ့မြင်ရလို့တွေ့ရအဲ့ radiation မျက်စိနဲ့မမြင်ရဘယ်လိုသိတာလဲသူသိမ်းထားတဲ့ဒီဓာတ်ပုံဖလင်ပြားတွေမှာ ionized ဖြစ်နေတော့သွားတွေ့ပြီးတော့သိဒါကြောင့်မလို့အဲ့ဒီ uranium source ကနေပြီးတော့ထွက်လာတဲ့ emit ထွက်လာတဲ့ radiation
ဖြတ်ထွက်ခြင်း race ဖြတ်ထွက်ခြင်းတွေက which affect သူတို့ကဘယ်သူ့ကိုတွားပြီးတော့ဒုက္ခပေးလဲဆိုအကျိုးပေးရောက်တယ်ဆို photographic plate ဓာတ်ပုံဖလင်ဓာတ်တွေကိုတွားထိလဲပြီး and cause ionization ionized ဖြစ်သွားတယ်ဓာတ်ပုံဖလင်တွေတွားထိပြီးတော့ ray ကတွားထိပြီးတော့ဓာတ်ပုံဖလင်ဓာတ်ရဲ့အတန်တွေကိုတကားတဲ့ electron တွေပါရိုက်ထုတ်တဲ့ဘာညာဆိုရင်တော့ ionized ဖြစ်တာတယ်ဆိုတော့ဓာတ်ပုံဖလင်တွေထိသွားတယ်လို့ပြောကြတာ ionization လို့သုံးလိုက်တဲ့သဘောဒီဓာတ်ပုံဖလင်များကို rays တွေထိသွားတယ်လို့ဆိုပြီး rays ထိသွားရင် rays ကဆွမ်းရည်မြင့်တဲ့ rays တွေ gamma လို့ခေါ်မှုတွေဘာတွေထိပြီးဖြစ်ဆိုရင်ဘာပြော ionized က beta ပဲထိ gamma ပဲထိပေါ့ဒီလို ionized ဖြစ်စေတယ် alpha ပဲထိနော်ဆိုတော့ alpha တွေ beta တွေဒီကြီးဖြစ်ပြီးတော့အဲ့ဒါတွေထွက်လာပြီးတော့နောက်ပြီးတော့မှထပ်ပြီးတော့ gamma နဲ့ထပ်ထိတာမျိုးတွေဒါမျိုးတွေဖြစ်တယ်ဆိုတော့ပြောချင်တာကလည်းဓာတ်ပုံဖလင်ပြားတွေမှာ ionized ဖြစ်တယ်ဓာတ်ပုံဖလင်ပြားတွေမှာ ionized ဖြစ်သွားတယ်ဒါဟာဒီကောင်ဒါ raise တစ်ခုကိုထိလို့ပဲဆိုတော့စဉ်းစားတဲ့အတိုင်းမှတ်တယ်ဒီတရား radiation ဆိုတာညာတဲ့ဖြတ်ထွက်ခြင်းဆိုတာဘာကိုပြောတာလဲဆိုဘာ emitted ထွက်လာတာကိုပြောတာတဲ့ဘယ်ကနေထွက်လာဆို from the nucleusကထွက်လာတဲ့ of uranium atoms ခုနကသူသိမ်းထားတဲ့ဒီသူတို့ထည့်ထားတဲ့ uranium atom တွေရဲ့ nucleus တွေကနေဒီထွက်လာတဲ့ radiation တွေကဘာတွေလဲthree types so radiation 3မျိုး radiation 3မျိုးလို့သူကခွဲတယ်ပထမတစ်မျိုးကဘာလဲဆို namely နာမည်ပေး alpha နာမည်ပေးတာ alpha ray ရှိတယ်နောက် beta ray ရှိတယ် gamma ray ရှိတယ်သုံးမျိုးအဲ့တော့ကျွန်တော်တို့ကဘယ်လိုမှတ်ဆိုတော့ခုနက1896ခုနှစ် Henry Becquerel ဆိုတဲ့ပညာရှင်ကဒါတွေကိုတွေ့ခဲ့တယ် radioactivity သဘောကိုတွေ့ခဲ့တယ်။ဘာညာတွေသူရေးတဲ့အခါကျတော့ဒီကောင်ဘယ်လိုမေးနိုင်လဲဆိုတော့radioactivity ဆိုတဲ့သဘောတရားကိုဘယ်ပညာရှင်ကတွေ့ခဲ့တယ်လဲလို့မေးလာတယ်။အဲ့လိုမေးလာကျွန်တော်တို့က Henry Becquerel လို့ရှိတယ်။ဘယ်နှစ်ခုနှစ်လောက်ကတွေ့တာလဲလို့မေးရင်1896ခုနှစ်လောက်တွေ့တယ်ရေးပြ။နောက်တစ်ခုဒီ radiation ရဲ့နာမည်ကဘာလဲဘယ်နှမျိုးလောက်ရှိတယ်လို့မေးလိုက်ရင်ကျွန်တော်တို့က3မျိုးရှိပါတယ်နာမည်တွေကတော့ဗျာ alpha beta gamma ဒီလိုရှိပါတယ်ဆိုပြရမယ်နောက်ပိုင်းကျကျွန်တော်ကဒီဟာကိုသင်ပြီးသွားရင်ဒါကိုဘယ်လိုမေးတတ်တယ်တမတ်တယ်ဘယ်လိုမေးတတ်တယ်မေးဖို့လို့ဘယ်လိုမေးတတ်တယ်ဒီလို half life တဲ့ပုံစံတွေပါအဲဒီဘလုံးတိတန်ထပ်ပြီးတော့ကျွန်တော်လုပ်ပြီးပါလောလောဆယ်တော့ကျွန်တော်တို့ theory ဖတ်မယ်ဆွေးနွေးကြမယ်ဆိုအဲ့မှာဒီလိုမျိုးเนาะဒီ radioactivity သဘောဒီ radiation ဖြစ်တာကနာမည်က3ခုဖြစ်တဲ့ပုံစံ3မျိုး alpha ray ဖြစ်တာရှိတယ် beta ray ဖြစ်တာရှိတယ် gamma ray ဖြစ်တာရှိတယ် this phenomena is not radioactivity အဲ့လိုများတဲ့ဒီ uranium လို့เนาะ radioactive ဖြစ်တဲ့ substance တစ်ခုက element တစ်ခုကနေပြီးတော့အဲ့ဒါကိုဘယ်လိုပြောမလဲအဲ့ဒီလို alpha တို့ beta တို့ gamma တို့ထွက်လာတဲ့ radioactivity လို့ခေါ်တာများတဲ့ this phenomena အဲ့ဒီအဖြစ်အပျက်ကိုကျွန်တော်တို့က radioactivity လို့ခေါ်တာတဲ့ hence ထို့ကြောင့် the emission of sun or alpha ဆိုအဲ့မှာကျွန်တော်တို့မြင်လိုက်တာမယ် the emission ဆိုတဲ့နေရာကနေစပြီးတာမယ် the emission of sun or oral alpha beta and gamma rays from the nucleus of an asteroid atom is called radioactivity IT ကဒီလို radioactivity ဆိုတဲ့သဘောတရားကိုခင်ဗျားဘယ်လိုနားလဲသလဲလို့မေးတော့မေးလာရင်ကျွန်တော်တို့အဲ့ဖြေရပြန်ပြောရမယ် radioactivity ဆိုတဲ့သဘောတရားကိုခင်ဗျားဘယ်လိုနားလဲသလဲလို့မေးလာရင်အဲ့စာတော့ရေးပြ the emission of